ဟုတ်ကဲ့မင်္ဂလာပါဒီနေ့ကျွန်တော်တို့နည်းနည်းရှိုင်လေးလာဆွေးနွေးသွားမယ်အကြောင်းအရာကတော့ဒေါ်ဆန်းစုကြည်ရဲ့တားခဲ့သူ Kim Eric မကြသေးခင်ကရေးသားခဲ့တဲ့ဆောင်းပါတစ်ပုဒ်ပါအဲ့ဒီဆောင်းပါကနေဒီဇင်ဘာမြန်မာနိုင်ငံရဲ့လက်ရှိခြေအနေကိုသူမြင်စားပြီးရကနေဘလို့သုံးသပ်ထားတယ်လဲဆိုတော့ကြည့်ကြပါမယ်ဟုတ်ကဲ့ပါဒီဆောင်းပါးကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်သူ့ရဲ့ပုဂ္ဂိုလ်ရေးခံစားချက်တွေရောနိုင်ငံရေးသုံးသပ်ချက်တွေရောပါနေလာကိုဟုတ်ပါတယ်ဆိုတော့ဒီနေ့အဓိကပြောချင်တာကတော့သူ့ရဲ့ပုဂ္ဂိုလ်ရေးတောင်းဆိုချက်တွေပြီးတော့လက်ရှိနိုင်ငံရေးနဲ့လူသားချင်းစာနာမှုအကြက်တဲ့အပေါ်သူ့ရဲ့ရှုမြင်ပုံနောက်ပြီးတော့ရွေးကောက်ပွဲကိစ္စတွေနဲ့ပတ်သက်လို့နိုင်ငံတကာကိုဘာတွေတိုက်တွန်းကားတယ်လဲအဲ့ဒါတွေကိုနားလည်ဖို့ပါပဲဒီဆောင်မရဲ့နောက်ခံအခြေအနေကိုအရင်နည်းနည်းပြောဟိုလို့မယ်ထင်တယ်အားလုံးသိကြတဲ့အတိုင်း2021အာဏာသိမ်းမှုဖြစ်တဲ့ဒေါ်ဆန်းစုကြည်လည်းဆက်ပြီးထိန်းခံထားရစေပေါ့ဟုတ်ကဲ့တိုင်းပြည်မှာလည်းအကြတဲ့အများကြီးကြုံနေရတဲ့အချိန်အဲ့ဒီကြားထဲမှာပဲစစ်ကောင်စီကရွေးကောက်ပွဲလုပ်ဖို့ပြင်နေတယ်ဆိုတဲ့အခြေအနေမျိုးပေါ့ Kim Eric ရဲ့ဆောင်းပါးကဒီအခြေအနေတွေကိုသူ့အမြင်နဲ့တုံ့ပြထားတာပါကောင်းပါပြီဒါဆိုသူ့ရဲ့ပုဂ္ဂိုလ်ရေးဘက်ကအရင်စကြည့်ကြတာပေါ့သူကသူ့အမေပထမဆုံးနေအိမ်အကျယ်ချုပ်ချတုံးကအဖြစ်အပျက်ကိုပြန်ပြောပြထားတယ်အဲ့တော့ကသူ17နှစ်သားပဲရှိသေးတယ်နော်ဟုတ်တယ်အမေနဲ့တူတူအိမ်ထဲမှာရှိနေခဲ့တဲ့အချိန်ပေါ့စစ်သားတွေရောက်လာတာတို့ကျောင်းသားတွေအဖမ်းခံရတာတို့နောက်ဆုံးသူ့အမိကိုအဆက်တော်တဲ့အကုန်ဖြတ်တောက်လိုက်တာတွေကိုမှတ်မိနေတယ်လို့ဆိုလဲအဲ့ဒီအချိန်ကသူ့ဘဝမှာတော်တော်ရှားရှားဖမအမေနဲ့နှစ်ယောက်တည်းအတူရှိခွင့်ရတဲ့အချိန်လို့လည်းရေးထားတယ်အခုချင်းနေနဲ့သူနိုင်ရှင်ပြထားတာကတော်တော်လေးထိရှိရှည်တယ်လို့ဆိုရမယ်ဟုတ်တယ်ဗျာအခုသူ48နှစ်သူ့အမေချင်းတွေကအရင်နေ့အကျချုပ်တုံးကထက်အများကြီးပိုဆိုးတယ်လို့သူကတုံ့တက်ထားတယ်2021မှာအဖမ်းငင်ရပြီးကလေးကဆိုတော့အသက်ကလည်း80နာကတ်နေပြီလေကျမကြီးကစိုးရင်စရာပေါ့ဟုတ်ပါတယ်နှလုံးရောဂါတွားဖုံအယိုးစစ်ပြဿနာတွေရှိတယ်လို့ကြားပေမဲ့အတိအကျဘဲမှာထားမှဘလို့အခြေအနေရှိမှန်းတောင်မိသားစုကမသိရဘူးဟုတ်တယ်အဆက်တွေလုံးဝမရသလောက်ပဲအရင်ကနေတခြားစီပဲသူပြောတာတော့စာတူလေးသက်ဆောင်ပဲရဘူးတယ်ဆိုလားပဲအဲ့လောက်ပဲအရင်ကခရစ်စမတ်ဆိုမိသားစုလိုက်တွေ့ကြအဆုံကြတာမျိုးရှိခဲ့ပြီမင်းအခုတော့အဲ့လိုမဟုတ်တော့ဘူးပေါ့သူအမင်းလွတ်လာတော့ကသူလက်ဆောင်ပေးထားတဲ့ခွေးလေးတိုက်ချီတိုးဆိုတဲ့ခွေးလေးတောင်အခုဘေးရောက်နေမှမသိဘူးဆိုတာကတကယ်ဝမ်းနည်းစရာဗျာဒီလိုအသေးစိတ်လေးတွေကသူ့ရဲ့စိုးရိမ်မှုဘလောက်နှက်လဲဆိုတာပြနေတယ်ဒီလိုလုံးဝအဆက်အသွယ်ဖြစ်တော့ထားတာတည်င်းအမောင်ချထားတာပြီးတော့တရားဥပဒေရခုခံကောက်ွယ်ခွင့်ပိတ်ဆို့ထားပုံရတာတွေကအရေးကြီးတဲ့အချက်တွေပါဒါကတော့အောင်ဆန်းစုကြည်တယောက်ထဲကြုံနေရတာမဟုတ်ဘူးဆိုတာကိုသူကပြောချင်ပုံရတယ်ဟုတ်ကဲ့ကျေပြက်တဲ့တဖောက်ကိုသူစပြောချင်လာပါဟုတ်တယ်မြန်မာနိုင်ငံမှာနိုင်ငံရေးကျင်းသားအနည်းဆုံး22,000လောက်ရှိတယ်လို့လူခွင့်ရွဖွဲ့လျာခန့်မှန်းထားရလေ2000ကျော်အများကြီးပဲအချင်းတော်ဒီလဲကအချင်းတွေကလည်းအရင်ဆိုးရွားတယ်တလကိုနိုင်ငံရေးကျင်းသားအနည်းဆုံး2ယောက်လောက်တေဆုံးနေတယ်ဆိုတဲ့အစီရင်ခံစာတွေလည်းရှိနေတယ်ဟုတ်ပါလေဆိုတော့ Kim Eric ကသူ့မေကိုဆွဲထားတဲ့အမှုတွေကလုံချန့်ဆွဲချက်ဒီလိုအခိုင်အမာပြောထားတာကလည်းဒီအခြေအနေတွေနဲ့ချိတ်ဆက်နေတာပေါ့တရားစီရင်ရေးအပေါ်မေခွန်းထုတ်เสียဖြစ်လာတာပေါ့ဟုတ်ပါပြီဒီပုံကိုရေးအပိုင်းကနေနိုင်ငံရေးဘက်ကိုနည်းနည်းကူးကြည့်ကြအောင်သူကစစ်ကောင်စီခေါင်းဆောင်ပို့ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့သူတို့စီစဉ်နေတဲ့ရွေးကောက်ပွဲတွေကိုတော်တော်လေးပြင်းပြင်းထန်ထန်ဝေဖန်ထားတယ်ဟုတ်တယ်အတုအယောင်ရွေးကောက်ပွဲဆိုတဲ့စကားလုံးသုံးထားတယ်နော် shame election ပေါ့အာနာသိန်းနာကိုတရားဝင်ပုံပေါအောင်လုပ်ချင်လို့ဆိုပြီးတော့ဥကာထားနေတယ်နော်အဲ့တော့ကဒေါ်ဆန်းစုကြည်ဥဆောင်တဲ့ပါတီကမဲ82%နဲ့အပြတ်အသက်နိုင်ခဲ့လားလေဟုတ်တယ်ဆိုတော့လက်ရှိစစ်ကောင်စီမှာပြည်သူထောက်ခံလို့မရှိဘူးဆိုတာကိုပြကျင်တဲ့သဘောပေါ့နောက်ပြီးနိုဝင်ဘာ10ရက်နေ့ကသူ့အမေခေါင်းဆောင်အဖြစ်ပထမဆုံးရွေးကောက်ခံရတဲ့ဆယ်နှစ်ပြည့်ဆိုတာလေးလဲသူထေပြောထားတယ်ဒီနိုင်ငံရဲ့အခြေအနေမှာအာဆီယံရဲ့အခန်းကဏ္ဍလည်းပါလာပြန်ရောဟုတ်ကဲ့အာဆီယံ၅ချက်သဘောတူညီချက်ဟုတ်ပါတယ်2021 April တုန်းကအာဆီယံခေါင်းဆောင်တွေနဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်သဘောတူခဲ့တဲ့၅ချက်ပေါ့အကြမ်းဖက်မှုရပ်ဖို့ဆွေးနွေးဖို့အထူးကိုစားလေကကြားဝင်ပေးဖို့လူသားချင်းစာနာမှုအကူအညီပေးဖို့အဲ့ဒီကိုစားလေကလူအားလုံးနဲ့တွေ့ခွင့်ရဖို့စသဖြင့်ပေါ့ဒါပေမဲ့ကင်မီကဘာပြောလဲလာဘူးပေါ့ဒါပေမဲ့အာဆီယံကနောက်ပိုင်းမှာဒီ၅ချက်ကိုပဲစက်ကင်ထားမယ်ဆိုပြီးတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအတိအမဲ့မပြုဘူးဆိုတဲ့သဘောထားမျိုးပြလာတာတော့ရှိတယ်နော်ဟုတ်ကဲ့အထူးသဖြင့်မလေးရှားအင်ဒိုနီးရှားစင်ကာပူတို့ဘက်ကအတန်ပိုကျလာတာတွေ့ရတယ်ဒါကအာဆီယံထဲမှာတောင်သဘောထားကွဲနေရကိုပြတာပဲဆိုတော့ Kim Eric ကအဲ့ဒီလောက်နဲ့လုံလောက်ပြီးလို့မြင်လားဒါမှမဟုတ်ပိုပြီးလို့ဖို့လိုသေးတယ်လို့ပြောလားအဲ့ဒါအရေးကြီးတဲ့ချက်ပဲသူကအာဆီယံကိုစကလုံးအဆင့်ထပ်ပို့ပြီးတော့လက်တွေ့အရေးယူဖို့တိုက်တွန်းထားတယ်ဘာဒီလဲအဓိကနှစ်ချက်ပေါ့တစ်ချက်ကစစ်ကောင်စီကိုစားလဲတွေကို data တွေအစည်းအဝေးတွေမှာတန်းတူဖိတ်တာမျိုးမလုပ်ဖို့
ကိုပြည်သူကိုစစ်တိုက်နေချိန်မှာအလိုလုပ်တာကအားပေးရရောက်တယ်လို့သူကမြင်တယ်နောက်တစ်ချက်ကတော့အဲ့ဒီအတူအယောင်ရွေကောက်ပွဲကိုဘလို့နီးနဲ့မှအတိမတ်မပြုတ်ဖို့ပြက်ပြက်သားသားတောင်းဆိုထားတယ် ဟုတ်ကဲ့အစည်းအဝေးတွေမှာဆက်ဖိတ်နေရင်ဒါကစစ်ကောင်စီရဲ့လုပ်ရည်တွေကိုစုချတယ်လို့ဖြစ်နေမယ်အာဆီယံရဲ့ကိုယ်ဝိုင်းမှုတွေကိုပါတစ္ဆာဖောက်ရရောက်မယ်လို့သူကပြင်းပြင်းထန်ထန်သတိပေးထားတယ်နော် ဟုတ်ပါတယ်တော်တော်လေးပြင်းထန်တဲ့ဝေဖန်မှုနဲ့တိုက်တွန်းမှုပါ ဒီလိုနိုင်ငံရေးဖိအားတွေပြင်တခြားဘလို့ရှုပ်ထွေးတဲ့ကိစ္စတွေကိုသူကထပ်ပြီးတော့မိမောင်းထုတ်ပြထားသေးတယ် နောက်ထပ်အလွန်အရေးကြီးတဲ့အချက်တစ်ခုသူထောက်ပြထားတာကတော့စစ်ကောင်စီစစ်တပ်ပြီးတော့သူတို့နဲ့နွယ်နေတဲ့ပြည်သူစစ်တွေနဲ့နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကြားကဆက်ဆက်မှုပဲ ဒါကတော်တော်လေးကြောက်စရာကောင်းတဲ့အပိုင်းနော် ဟုတ်တယ်အထူးသဖြင့်မူရေးစေဝါကိစ္စတွေနဲ့လူကုန်ခိုးခံရတဲ့သူတွေကိုခိုင်းနေတဲ့ online wheeling လုပ်ငန်းကြီးတွေပေါ့အဲ့ဒါတွေကိုအသေးစိတ်ရေးထားတယ် ဆိုတော့အဲ့ဒီလုပ်ငန်းတွေကစစ်တပ်ရဲ့အကာအကွယ်နဲ့လေပတ်နေတယ်လို့သူကဆိုရလား ဟုတ်တယ်အဲ့ဒီလိုပဲ तू ဆွဆွဲထားတယ်အဲ့ဒီကရတဲ့ဒေါ်လာဘီလီယံနဲ့ချီတဲ့ပိုက်ဆံတွေကစစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရက်တွေကိုတိုက်ရိုက်ငွေကြေးထောက်ပံ့နေတယ်လို့ဆိုတယ် ဘီလီယံနဲ့ချီပြီး ဟုတ်တယ်ပြီးတော့ဒီကိစ္စကမြန်မာပြည်နယ်နိမိတ်ထဲမှာပဲမဟုတ်တော့ဘူး FBI အစီရင်ခံစာကို तू ကိုးကားထားတာက2024မှာကမ္ဘာလုံးဆိုင်ရာအင်တာနက်ရာဇဝတ်မှုဆုံးရှုံးမှုဒေါ်လာ16.6 ဘီလီယံရှိခဲ့တယ်တဲ့ 16.6 ဘီလီယံ အဲ့ဒီကအများစုကမြန်မာပြည်နဲ့ဆက်ကလာတာလို့ဆိုတယ်။ American, UK, Japan ကလူတွေအများဆုံးခံနေရတာပေါ့ ဟုတ်ကဲ့ဆိုဒီရာဇဝတ်ကွန်ရက်တွေကရတဲ့ပိုက်ဆံတွေကစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေဖိနှိပ်မှုတွေကိုတိုက်ရိုက်ထောက်ပံ့နေတယ်ဆိုတဲ့သဘောဖြစ်သွားတာပေါ့ ။အဲ့ဒီလိုပဲ Kim Harris ကထောက်ပြတယ်။ဒါကအန်ဒီရမ်ကြီးရဲ့ကွန်ရက်တစ်ခုဖြစ်နေပြီ ဒါတကယ်ကြောက်စရာပဲကလီးတွေကိုတော့ထောင်ထဲကျနေတဲ့အစိုးရတစ်ခုကအဲ့ဒီလိုမူရစေလူကုန်ကူးမှုငွေလင်လုပ်ငန်းတွေပေါ်မိခေါ်နေရတယ်ဆိုတဲ့ဆွဆွဲချက်ကတော်တော်ပြင်းထန်တယ်ဒီအချက်ပေါ်မှာသူဘလို့အဆုံးသက်ကောက်ချက်ဆွဲထားလဲ ။သူကပြပြသားသားပဲကြိုးထားတယ်။အစိုးရတရက်ကကိုယ့်ရဲ့စစ်စင်ရေးတွေလဲပတ်ဖို့အကရလင်းလေမှုတွေကြမ်းဖြူမှုတွေပေါ်မူခေါ်နေရပြီဆိုရင်အဲ့ဒီအစိုးရဟာတရားဝင်မှုအလုံးဆုံးရှုံးထားပြီဆိုတာပဲ။ဒါကသူ့ဆုံးပါရဲ့အတိကအချက်တွေကတစ်ခုပဲ ဟုတ်ပြီဒီလိုပြဿနာတွေအခြေအနေတွေကိုထောက်ပြပြီးတော့အဖြေရှာဖို့လမ်းကြောင်းတွေကိုရောသူဘလို့အကြံပြုထားတယ်လေ အဖြေရှာဖို့ဆိုရင်ပထမဆုံးပြဿနာရဲ့အရင်းမြစ်ကိုမှန်မှန်ကန်ကန်တတ်မှန်ဖို့လိုတယ်လို့သူကစပြောတယ်။သူ့မြန်မာတော့ဒီကတောင်ဝန်ရှိသူကတက်မတော်ရဲ့လက်ရှိခေါင်းဆောင်ပိုင်းပဲ ဒီနေရာမှာသူကသူ့အဘောဗိုလ်ချုပ်အောင်ဆန်းကိုပြန်ယူညွှန်းထားတာစိတ်ဝင်စားဖို့ကောင်းတယ် ဟုတ်ကဲ့တက်မတော်ကိုတီထောင်ဟဲ့သူ ။ဟုတ်တယ်တက်မတော်ကိုတီထောင်ခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းသားအခုဖြစ်နေတာတွေကိုမြင်ရင်ထိတ်လန့်တုန်လှုပ်နေမှတေးကြတယ်လို့သူကတုံ့တက်ထားတယ်။ဆိုတော့တိုက်ရဲ့မူလရည်ရွယ်ချက်နဲ့အခုလောက်ရက်တွေကွာနေပြီဆိုတာကိုပြောချင်တာဟော အကြံပြုချက်တွေအပိုင်းကိုပြန်သွားရအောင် ဟုတ်အဓိကအကြံပြုချက်တွေကတော့ရှင်းပါတယ်ကမ္ဘာတန်တမန်အတိုင်းဝိုင်းအနေနဲ့ဗိုလ်ချုပ်မှုချီမင်းအွန်လိုင်းနဲ့သူ့ကိုစားလေတွေကိုဘယ်စည်းဝေးမှမတိုင်းတူနေရမပေးဖို့အတိအမှတ်ပြုဖို့တောင်းဆိုတယ် ဟုတ်ကဲ့ ပြီးတော့သူတို့စီစဉ်နေတဲ့ရွေးကောက်ပွဲကိုလည်းလင်းလယ်မှုတစ်ခုဖြစ်ပွင့်ပွင့်လင်းလင်းရှုတ်ချဖို့တိုက်တွန်းထားတယ်ဆိုလိုတာကစစ်ကောင်စီကိုတန်တမန်ရေးရတော့နိုင်ငံရေးရပါအထီးကျန်ဖြစ်အောင်လုပ်ဖို့လိုတယ်ဆိုတဲ့သဘောပဲ ဒါကတော့စစ်ကောင်စီကိုဘလို့ဖိအားပေးမလဲဆိုတာပေါ့အဖြူတဘောဆောင်တဲ့ဘက်ကတော့ဘသူတွေနဲ့ဆက်ဆံဖို့သူကပြောတာလေ အဲ့ဒီအပိုင်းနဲ့အရေးကြီးပါတယ်သူကနိုင်ငံဓမ္မအင်အားစုတွေအနေနဲ့မြန်မာပြည်သူတွေရဲ့တကယ်ထောက်ခံမှုရှိတဲ့တရားဝင်ကိုစားလှယ်တွေနဲ့တိုက်ရိုက်ဆက်ဆံမှုအကြံပြုထားတယ် ဘသူတွေကိုဆိုလိုတာလဲ အဲ့ဒီမှာသူနာမည်တက်ပြောတာကတော့ပြည်ပအခြေစိုက်အမျိုးသားညီညွတ်ရေးအစိုးရ NUG ပေါ့လေ ဟုတ်ကဲ့ NUG ပြီးတော့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဒီနေရာမှာသူကကုလသမဂ္ဂကိုယ်တိုင်က NUG ရဲ့ကိုစားလှယ်ဥကျော်မိုးထွန်းကိုမြန်မာနိုင်ငံကိုစားလှယ်အပြည့်အတိမတ်ပြုထားစေဆိုတာကိုလည်းထောက်ပြထားသေးတယ်ဆိုတော့တရားဝင်မှုရှိတဲ့အဖွဲ့တွေနဲ့ဆက်ဆက်မှာလို့ပြောတာ နောက်ပြီးတော့ဂျပန်အိန္ဒိယအမေရိကလိုနိုင်ငံတွေကိုလည်းတိကျတဲ့တောင်းဆိုမှုလုပ်ထားသေးတယ်နော် ဟုတ်တယ်အဲ့ဒါစစ်ကောင်စီကိုထောက်ပံ့နေတဲ့ငွေကြေးကွန်ရက်တွေအထူးသဖြင့်ခုနပြောခဲ့တဲ့နေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေကရနေတဲ့ပိတ်ဆန်စီးဆင်းမှုတွေပြီးတော့အဲ့ဒီရာဇဝတ်လုပ်ငန်းတွေရဲ့ cyber ကွန်ရက်တွေကိုဖြိုခွင်းပေးဖို့တိုက်တွန်းထားတယ် အဲ့လိုလုံချင်းအဖြစ်စစ်တပ်ရဲ့အသွေးအခေါ်ကိုပြောင်းလာအောင်ဖိအားပေးမယ်မယ်ဒေတာသွင်းတဲ့ကဘာကိုပါပိုလုံချုံအောင်လုပ်နိုင်မယ်လို့သူကယုံကြည်နေပုံပဲ ဟုတ်ပါတယ်ဒါပေမဲ့ဒီအကြံပြုချက်တွေအားလုံးရဲ့အောက်ခြေမှာသူ့အထက်ထပ်ပြောနေတဲ့အခိုင်အမာတောင်းဆိုနေတဲ့အခြေခံအကြဆုံးအချက်တစ်ခုရှိနေတယ် အဲ့ဒါဘာလဲဗျ
အဲ့ကတော့မြန်မာနိုင်ငံအတွက်ဘလို့နိုင်ငံရေးအဖြစ်မျိုးကိုမှရှာအရင်ဆုံးသူမေတော်ဆန်းစုကြည်နဲ့တခြားနိုင်ငံရေးအကျဉ်းသားအလုံးကိုလွတ်ပေးဖို့လိုတယ်ဆိုတာပဲဒါကမရှိမဖြစ်လို့အဲ့တဲ့အကျိုးရှက် prerequisite ဖြစ်တယ်လို့သူကပြောထားတယ် ဟုတ်ကဲ့ဆိုတော့အဲ့ဒါမလုပ်ဘဲနဲ့လားဘာမှရှေ့ဆက်လို့မရဘူးဆိုတဲ့သဘောပေါ့ ဟုတ်တယ်ဒီအချက်ကိုနိုင်ငံတကာကရှင်းရှင်းလင်းလင်းသိစေခြင်းနဲ့နားတယ်စေခြင်းနဲ့လို့သူကတောင်းဆိုနေလားဒါကအရေးကြီးတဲ့တောင်းဆိုချက်ဆိုရင်မဲ့လက်တွေမှာဘယ်လောက်ထိဖြစ်နိုင်မလဲဆိုတာကတော့စဉ်းစားစရာပေါ့ ဟုတ်ပါပြီ ဒီလိုဆွေးနွေးမှုတွေကိုနားဆင်နိုင်ဖို့ကျမတို့ရဲ့ Echoes of Revolution EOR podcast channel ကိုပြန်လည်ကြွလိုက်ခဲ့ဖို့ထိတ်ခေါ်ပါတယ် Join us again on the Echoes of Revolution EOR podcast channel as we continue to amplify the voices that refuse to be silenced. တိတ်ဆိတ်မခံတဲ့အတန်တွေကိုဆက်လက်ချစ်ထွင်ပြီးလွတ်လပ်မှုနဲ့ဒီမိုကရေစီအတွက်ရုန်းကန်နေတဲ့ညီမပြည်သူတွေကြိုးပမ်းမှုတွေကိုတင်ဆက်ပေးသွားပါမယ်။နားဆင်ပေးမှုတို့ကျေးဇူးတင်ပါ